မင်္ဂလာပါလျန်တက်ဖလော်ရင်မှကြိုဆိုပါရရှင်ဒီဆိုင်လေးကတော့လမ်းမတော်မြို့နယ်ရွှေတောင်တန်းလမ်း9လွာမှာရှိတဲ့တိုက်ခန်းလေးပဲဖြစ်ပါတယ်လိုင်းပေါ်မှာတစင်းအခုလိုမျိုးယုံကြည်စွာဆက်သွယ်အားပေးလာတဲ့အမကိုလည်းကျေးဇူးများကြီးတင်ပါတယ်နော်အင်ရှင်မမစိတ်ကြားရွေးချယ်ထားတဲ့ကျွန်းရောင်ကာလာဒီဇိုင်းလေးကိုရီးယားပါကေ12မီလီမီတာအထူလေးကိုခင်းကျင်းအလှဆင်လက်စာလေးပဲဖြစ်ပါတယ်ရှင်ကျွန်းရောင်ကာလာဒီဇိုင်းလေးဖြစ်တဲ့အတွက်စီးနေရန်ကာလာမျိုးစားစုံလင်စွာနဲ့လိုက်ဖက်မှုရှိပါတယ်ရာခိုင်နှုန်းအပြောင်သားမကြိုက်တဲ့မမအတွက်85ရာခိုင်နှုန်းပေါ်လစ်တင်ထားပြီးသားအမိန်ကာလာလေးကိုသူရွေးချယ်သုံးပြုပေးထားပါတယ်ကိုရီးယားပါကေကျန်းကလေးတွေကတခါတည်းပေါ်လစ်တင်ထားပြီးသားအစင်သင့်ခင်ကျန်းကလေးဖြစ်တဲ့အတွက်သူ့အပေါ်မှာလိုက်ကာပေါ်လစ်ထပ်တင်လို့မရပါဘူးနော်အားသာချက်လေးတွေကတော့အထူသားလေးဖြစ်တဲ့အတွက်နင်းရတာလုံးဝတူတဲ့လေးနဲ့နွေ့ထွေးလေးဖြစ်စေမှာပါတစ်ပါဝင်တဲ့ကြမ်းကင်းလေးမို့လို့အသားတက်ပါဝင်မှုရှိလို့ရာသီဥတုအပူအေးမြတာပြီးခလေးလူကြီးမရွေးတင်တော်ပါတယ်ရှင်ကြမ်းကင်းမခင်းမီအောက်ကဖော်တထက်ခံပြီးတော့ခင်ထားပြီးတဲ့အတွက်နင်းရတာလုံးဝကြမ်းကင်းကအေးဆက်မှုမရှိပဲနွေ့ထွေးလေးဖြစ်စေပါတယ်နော်အားနည်းချက်လေးတွေကတော့သူ့အပေါ်မှာရေဆိုလို့သာရပြီးရေစိမ်ထားလို့မရပါဘူး။ချရှိတဲ့အခန်းမျိုးတွေဆိုလို့ရှိရင်ဒီလိုမျိုးကိုရီးယားပါကေခင်းကျင်းတာကိုရှောင်ရှားသင့်ပါတယ်။ကြမ်းခင်းခင်းကျင်းတဲ့အခါမှာလည်းခင်းကျင်းမှုနည်းစနစ်မှန်ကန်ဖို့ကအရန်မဲ့အရေးကြီးပါတယ်။နံပါတ်1တစ်ချက်နံရံနဲ့ကြမ်းခင်းကြားမှာဂတ်သားချံမှုအကွာဝေးမှန်ကန်ဖို့လိုပါတယ်။နံပါတ်2တစ်ချက်ကြမ်းခင်းစက်ကြောင်းရာအနည်းဆုံးနီးစပ်မှုမရှိအောင်ခင်းကျင်းပေးရပါတယ်။နံပါတ်3ဘေးအနာကုကော်နာလေးတွေအလွယ်တကူပြုတ်ထက်စေဖို့အတွက်လည်းကလစ်တုံးလေးတွေကိုနေရံမှာတပေသို့မဟုတ်တပေခွဲကြားရိုက်ပေးသင့်ပါတယ်။နံပါတ်4အချက်ကစကတ်တင်ကော်နာလေးတွေကို45ဒီဂရီချိုးပြီးတော့လက်ရတည်သက်အောင်ဖြတ်ဆက်ရတော်ရုံမပေါ်အောင်လက်ရတည်သက်စွာနဲ့ကုတ်ပေးရမှာပဲ။ဆောင်ရံရှောင်ရံလေးတွေကတော့ကိုရီးယားပါကီဖြစ်တဲ့အတွက်ရေနဲ့ပတ်သက်တာကိုအဓိကရှောင်ရှားပေးရပါမယ်။နောက်ပြီးတော့ကြမ်းခင်းတဲ့နေရန်ကြားမှာဟနေတဲ့နေရာလေးမှာတင်းကျပ်မှုဖြစ်စေရန်ရှောင်ရှားရပါမယ်။ဥပမာတန်ရိုက်ခြင်းစကူထိုးခြင်းတို့ပဲဖြစ်ပါတယ်။ကျန်းငယ်မခင်းမီဒီအခန်းဖွဲ့ခြင်းအခန်းကာခြင်းလေးတွေကိုဒီ partition အခန်းဖွဲ့လေးတွေကိုအရင်ဆုံးပြုလုပ်သင့်ပါတယ်အဓိကကတော့ကျန်းငင်းပေါ်မှာတန်ရိုက်လို့မရပါဘူးစကူဆွဲလို့မရပါဘူးเนาะတန်ရှင်းရေးလုပ်တဲ့အခါမှာလည်းရေဆိုဝစ်ဖန့်ဖန့်လေး66ကလေးနဲ့တာတန်ရှင်းရေးကြမ်းတိုက်မှုကိုပြုလုပ်သင့်ပါတယ်အင်ရှင် client တွေအနေနဲ့နောက်ထပ်ဆောင်ရံရှောင်ရံလေးတစ်ခုကတော့ကိုရီးယားပါကီကျန်းငင်းလေးတွေက interior သုံးပစ္စည်းအိမ်တွင်းအလှဆင်ပစ္စည်းဖြစ်တဲ့အတွက်ကျန်းငင်းခင်းချင်းပြီးပါကဘရင်းပေါက်လေးတွေမှာ sunshade light ကားလေးတွေတက်ဆင်သင့်ပါတယ်ပြောတော့တဲ့ထဲမှာအမှားပါတာတို့လိုအပ်ချက်လေးရှိလဲပြောပြသွားအောင်နော်ကျန်းငင်းလေးတွေရဲ့အားနည်းချက်အားသာချက်ဆောင်ရံရှောင်ရံလေးတွေကိုပြောပြသွားပြီဆိုတော့ကြော်ညာလေးဝင်မယ်နော်ကျမတို့ရဲ့လျန်ထက်ပါကီကျန်းငင်းကရန်ကုန်တစ်မြို့လုံးကိုအိမ်တိုင်းရောက်လာရောက်ခင်းကျင်းပေးနေပါပြီ။နေမြို့တွေအတွက်ကိုလည်းပစ္စည်းတည်တံ့ရောင်းချပေးခြင်းအိမ်တိုင်းရောက်လာရောက်ခင်းကျင်းပေးခြင်းများကိုလည်းပြုလုပ်ပေးနေပါပြီ။ရန်ကုန်မြို့မှာဖြစ်တဲ့အတွက်နေမြို့တွေမှာကန်ထရိုက်တာဆောက်လုပ်ရေးကန်ထရိုက်တာတွေအင်ဂျင်နီယာတွေလူကြီးမင်းအပေါင်းတို့ကလည်းလျန်ထက်ကိုစိတ်ချယုံကြည်စွာအလုပ်အနှံ့နိုင်ပါတယ်နော်။နိုင်ငံရပ်ခြားမှာ client လူကြီးမင်းပေါင်းတို့ကလည်းလျန်ထက်ကိုစိတ်ချယုံကြည်စွာအနှံ့နိုင်ပါတယ်ရှင်။
ဒီဇိုင်းကာလာအပြင်လဲလူကြီးမင်းတို့စိတ်ကူးတဲ့အတိုင်းအနည်းဆက်ဆုံးရွေးချယ်လျန်တက်ဖလော်ရီမှာရရှိနိုင်တဲ့ကြံငင်မျိုးစားလေးတွေကတော့ကိုရီးယားပါကီကြံငင် lemonade floor, SPC floor, vanilla floor လို့ပဲဖြစ်ပါတယ်ရေအတွက်ဆိုရင်တော့ရေစိမ်ခန္ဓာကြိုက်တဲ့လူကြီးမင်းတို့အတွက် SPC floor နဲ့ vanilla floor တွေကိုအဓိကရွေးချယ်ပြီးခင်းကျင်းသင့်ပါတယ်ရန်ကုန်မြို့ရင်းဆိုရင်တော့ free service အနေနဲ့အိမ်တိုင်ရာရောက်ဇမ်ပယ်နမူနာချက်လေးတွေကိုလာရောက်ပြသပေးပါတယ်။ကုန်ကြမဲ့စရိတ်ခံမှန်းခြေကိုလည်းကျင်းအတိုင်းတာတွက်ချက်ပြီးတော့ကုန်ကြစရိတ်ကိုခံမှန်းခြေတွက်ချက်ပေးပါတယ်ရှင်။လက်ရပိုင်းအနေနဲ့ဝါရင်ကျွမ်းကျင် installer များနဲ့အတူတာဝန်ခံကြီးကြပ်သူတယောက်အမြဲထားရှိပေးတဲ့အတွက်လက်ရပိုင်းကတော့အပြောနဲ့မဟုတ်လက်တွေ့သက်သေပါပဲနော်။ဈေးနှုန်းလဲမှန်ကန်ပြီးအကောင်းဆုံးသောဝန်ဆောင်မှုတွေကိုပေးနေတဲ့အတွက်ရွေးချယ်မှုမမှားရလေအောင်လျှက်ထက်ကိုအမြန်ဆုံးဆက်သွယ်လိုက်ဖို့တော့လိုနေပြီနော်ကိုရီလျှက်ထက်ကတော့ပြောနေမဟုတ်လက်တွေအလုံးနဲ့တည်ပြနေပါပြီကျန်းကြီးနဲ့ပတ်သက်လို့ရွေးချယ်ဝယ်ယူရမယ်ဆိုရင်တော့ဝယ်ဖြစ်မဝယ်ဖြစ်ပါလျှက်ထက်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့399251 339391 3992515349 Viber မှာတစ်စင်လဲဆက်သွယ်မေးမြန်းဝယ်ယူနိုင်ပါတယ်ရှင်။လျှက်ချက်ရဲ့ဗီဒီယိုအသစ်လေးတွေကိုလည်း YouTube, TikTok, Facebook page တွေမှာတစ်စင်လဲစောင့်မျှော်အားပေးကြပါအောင်နော်။ Subscribe, follow, like and share လုပ်ပေးတဲ့တူတယောက်ချင်းစီကိုလည်းကျေးဇူးများကြီးတင်ရှိပါတယ်ရှင်။